business တစ်ခုကိုဦးဆောင်နေပြီးတော့ဒီအချက်ကိုမကင်တွေးတတ်ဘူးမဖြေရှင်းတတ်ဘူးဆိုရင်သိကြပါတယ်မိတ်ဆွေရဲ့ business မှာဒီစိတ်ရှုပ်ခြင်းပေါင်းများစွာစိတ်ညစ်ခြင်းပေါင်းများစွာနဲ့ပဲလုံးလဲချလဲလိုက်ပြီးတော့ရှေ့ရောက်ချင်းဆိုတဲ့အရာကမိတ်ဆွေနဲ့ဝေးကွာနေပါလိမ့်မယ်မင်္ဂလာပါ coach ဝင်ပါဖြစ်ပါတယ်အဲ့တော့ကျမတို့စီးပွားရေးတစ်ခုကိုလုပ်ရင်ပဲဖြစ်စေကျမတို့ဘယ်အရာလေးကိုပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်ရက်ကိုလုပ်တယ်ဆိုရင် challenge ဆိုရဲစိန်ခေါ်မှုတွေ plot plan ဆိုရဲပြဿနာတွေကို solve လုပ်ရမှာပဲဖြစ်တယ်ဒါကိုကျမတို့ကြောက်နေလို့မရအောင်အဲ့တော့ solve လုပ်တဲ့နေရာမှာကျမတို့အနေနဲ့လုပ်ပုံလုပ်နည်းမှန်ကန်မှုလိုသလိုဘယ်အရာကအရင်လုပ်တင်ပြီးတော့ဘယ်အရာကိုတော့ခဏလေး break ထားလို့ရတယ်ဆိုတာကိုလည်းကျမတို့ရွေးချယ်တတ်ဖို့လိုတယ်ဥပမာဆိုပါစို့ကျမတို့အနေနဲ့ကဒီပြဿနာတွေတော့ရှိနေတာမှန်တယ်ဟိုအောင်လဲလှုပ်ချင်တယ်ဒီအောင်လဲဖြည့်ရှင်းချင်တယ်ဟိုအောင်လဲဖြည့်ရှင်းချင်တယ်အဲ့တော့ဟိုလုံးလဲချလဲလိုက်ပြီးဒီဘယ်ဟာကိုလုပ်ရင်ကောင်းမလဲဆိုပြီးစိတ်ရှုပ်နေမယ်ဆိုရင်ဘယ်ရာပြေလေတော့မှမလို့လဲအဲ့တော့ကိုအမှန်တကယ်ပြေလေခြင်းနေဆိုရင်ဟုတ်ပြီဒါတွေတော့ရှိနေပြီအဲ့တော့ဒီအထုပ်ကြီးကိုပြီးဖို့အတွက်မင်းကပါလဲဘယ်ရာကိုသာအရင်ရှင်းနိုင်လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းအတွက်လည်း effective ဖြစ်မယ်တေးကြတာတစ်ခုကကောင်းမွန်တဲ့အရွေးတစ်ခုလည်းဖြစ်သွားမယ်ဒါဆိုလို့ရှိရင်ကိုဖြည့်ရှင်းတဲ့ point ကိုကျမတို့ကအရင်စဉ်းစားဖို့လိုတယ်အဲ့ခါမှာကိုတဦးတယောက်တည်းမဟုတ်ဘဲနဲ့ကိုစားကိုပါဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းပေးမဲ့သူတွေကိုလည်းကျမတို့ကအသိမှတ်ပြုဖို့လိုတယ်ကျမတို့အနေနဲ့တိုင်ပင်ဆွေးနွေးဖို့လိုတယ်ဆိုတာလေးကိုမမေ့ပါနဲ့အဲ့တော့ပြဿနာတွေဖြစ်တယ်ဆိုတာမှန်တယ်ပြဿနာဆိုတာတော့လုပ်ငန်းတစ်ခုလုပ်နေတေးကြပေါက်ဖြစ်တယ်တစ်ခုလည်းမဟုတ်ဘူးတစ်နေ့လည်း50ခုဖြစ်မှာပဲဖြည့်ရှင်းပုံဖြည့်ရှင်းနည်းကင်တွယ်ပုံကင်တွယ်နည်းမှန်မှုပဲလိုတယ်လို့ကျမတို့အတိအသတိလေးပေးချင်ပါတယ်ကျမရဲ့မိတ်ဆွေတွေအားလုံးပဲစစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျမကတော့မိတ်ဆွေတို့ရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကျစေဖို့နဲ့မြန်ဆန်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူအရှိကိုတစ်စစ်မီတစ်စင်ရောက်ရှိစေဖို့အတွက်ဘေးနားကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ထူးဆန် technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကူညီပေးနေတဲ့လက်ပြပေးနေတဲ့သူတအုပ်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်